ဗိုလ်နဂါဦးဆောင်သောနွယ်တပ်ဖွဲ့မှရဲဘော်များအားဖမ်းဆီးထောင်ချခြင်းမပြုလုပ်ဘဲပြန်လွှတ်ပေးမည်ဟုရင်းမာပင်ခရိုင်တပ်ရင်းမှပြောဆိုထားပါတယ်။ဒီအကြောင်းကိုကိုတီဟသတင်းပေးပို့ထားပါတယ်။ ဗမာအမျိုးသားလွတ်မြောက်ရေးတပ်မတော်နွားကရဲဘော်တွေကိုဖမ်းဆီးထောင်ချဖို့မဟုတ်ပဲလမ်းမရောက်အောင်ခဏထိန်းသိမ်းထားတာဖြစ်တယ်လို့ရင်းမာပင်ခရိုင်တပ်ရင်း28တပ်ရင်းမှဘိုးစွမ်းကဒီနေ့ဖေဖော်ဝါရီ25ရက်နေ့လယ်မှာသူ့ရဲ့လူမှုကွန်ရက်ကနေပြောလာပါတယ်။မလိုလားတဲ့ပြဿနာဖြစ်လို့ပြောရတာနော်။မင်းတို့သိထားဖို့ငါသိထားဖို့ပေါ့နော်။ငါကလည်းသုံးတတ်တယ်နော်။ဟိုနော်ဂန်းရှိတာနော်ပါရှိတာမဟုတ်ဂန်းရှိတာအရာပြောင်းလဲတာမဟုတ်ဂန်းရှိတိုင်းအင်အားကြီးတိုင်းအရာပြောင်းလဲမယ်ဆိုမင်းအွန်လိုင်းနဲ့တော့ရှိရဘယ်ကောင်ရှိတော့ဟုတ်တယ်မလားမင်းအွန်လိုင်းနဲ့ဘယ်ကောင်ရှိတော့ဒါရှင်းရှင်းလေးပဲနော်အဲဂန်းပေါ်မှာနှစ်ထင်သွေးမရောက်စေချင်မတို့နေနေငါတို့ကအစားပေါ့နော်။ယာတို့ပေါ်မှာတာယာမှုတွေမသွားစေချင်ငါတို့ကအစားဒါငါကသုံးတတ်ပါတယ်။မင်းလည်းကိုအားရှိအောင်လို့ဟိုလာတာပဲရှိအောင်နော်။မင်းတို့ဒီဘောနော်ဒီစကားမှာဒီဟိုဘောနော်ဒီလောက်တဲ့ချိန်မှာပါဝင်တဲ့လူတွေကိုလည်းဟိုမဟုတ်ပေးဖို့လည်းစီစဉ်ရှိပါတယ်နော်။မဟုတ်ပေးဖို့စီစဉ်ရှိရနော်။အဲ့ဒါကြလည်းဗမာပူဇော်နေဖော်ပြခဲ့တဲ့ဗီဒီယိုဖိုင်ထဲမှာဗမာတပ်ဖွဲ့ဝင်တွေကိုအားပေးစကားပြောနေတာတွေ့ရပြီးမဟုတ်ပေးမယ်လို့လည်းပြောနေပါတယ်။နှွယ်ရဲဘော်များကိုဖမ်းဆီးထောင်ချဖို့မဟုတ်ပါဘူး။သူတို့ဆရာလို့ကိုလိပ်ပြကိုမလုံပြီးလမ်းမရောက်မှဆိုလို့ခဏထိမ့်သိမ့်ပြီးလမ်းမှန်ကမ်းမှန်ရောက်အောင်အားပေးစကားပြောရင်အချိန်တန်ရင်မုံပိုးပေးဖို့စီစဉ်နေပါတယ်လို့ဘိုးစွမ်းကပြောထားပါတယ်။အခုထိမ့်သိမ့်ထားတဲ့သူတွေဟာအယောက်80ကျော်ရှိကြောင်းနဲ့မုတ်ဖိုးကိုအိမ်ပြန်တဲ့အချိန်မှာပေးမယ်လို့လည်းဗီဒီယိုထဲမှာပြောနေတာတွေ့ရပါတယ်။မနှောတပ်ဖွဲ့ဝင်တွေအနေနဲ့စိတ်မကုံလို့တော်လန်ရေးဆက်လုပ်မယ်ဆိုလဲမှန်ကန်တဲ့အဖွဲ့အစည်းကိုရွေးချယ်ဖို့ဆိုပြီးပြောနေပါတယ်။ရင်းမာပင်ခရိုင်တပ်ရင်းတာဝန်ရှိသူတဦးကတော့ဗိုလ်နဂါတပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးရတာတွေလည်းရှိသလိုလက်နက်ချအလင်းဝင်လာသူတွေလည်းအများကြီးရှိကြောင်းနဲ့လက်နက်ချအလင်းဝင်လာသူတွေကိုဘာမှမလုပ်ဘူးလို့ဗမာဗဒကိုပြောပါတယ်။တချို့လဲကြောက်ပြီးပုံအောင်နေတာတွေရှိပါတယ်တာဝန်ရှိသူတွေနဲ့ချိတ်ဆက်ပြီးကဲထုတ်ပေးနေပါတယ်။နောက်တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်နဂါဟာအခုလ18ရက်မှာစစ်အုပ်စုစီလက်နက်ချအလင်းဝင်သွားပြီးနောက်မှာဗိုလ်နဂါတပ်ဖွဲ့ဝင်တွေနဲ့ဗိုလ်နဂါနေထိုင်ရာနေရာတွေကိုပလဲဒေတာတွင်ကာကွယ်ရေးတပ်ဖွဲ့တွေကရှာဖွေဖမ်းဆီးတာတွေလှုပ်ဆောင်ခဲ့ပါတယ်။ဖေဖော်ဝါရီ19ရက်မှာတော့ဗရအဖွဲ့ထုတ်ပေးထားတဲ့လက်နက်တွေကိုကင်ဆောင်ထားတဲ့ရဲဘော်တွေအနေနဲ့စကိုင်းတိုင်းရင်းမာပင်ခရိုင်တွင်းကခရိုင်မြို့နယ်ပကဖအဖွဲ့တွေစီကိုချိတ်ဆက်ပြီးလက်နက်လာရောက်အနှံကြဖို့ကိုရင်းမာပင်ပကဖကကြေညာခဲ့ပါတယ်။နတ်ပြည်တဲ့ရေးကဖေဖော်ဝါရီ18ရက်ညကဗိုလ်နဂါအမှုတွေနဲ့ပတ်သက်ပြီးထုတ်ပြန်တဲ့အရေးပေါ်ထုတ်ပြန်ချက်ထဲမှာတော့ဗိုလ်နဂါတပ်ဖွဲ့ဝင်150ခန့်ဟာပဒုနဲ့ပကပရီစီကိုချိတ်ဆက်အဖမ်းခံခြင်းပူးပေါင်းဆောင်ရွက်ခြင်းနဲ့လက်နက်အနှံခြင်းတို့ကိုပြုလုပ်နေပြီလို့ဖော်ပြထားပြီးအဲ့ဒီနောက်ပိုင်းဖမ်းဆီးရမိတဲ့အရေးအတွက်ကိုတော့ထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။ Thank you very